ကိုရေးတဲ့ပတ်တီမျိုးစားဘယ်နှမျိုးလောက်ရှိလဲပြပေးပါဆိုကျွန်တော်ပြပေးပါမယ်နော်မျိုးစားအစုံဒီဇိုင်းအစုံရှိပါတယ်နော်3မီတာပါဆွဲသားမပါပါဘူးကလေးတွေပတ်လို့ရတယ်ပတ်တီအရှိရှိကြီးတွေမပတ်ရှင်တဲ့လူတွေပတ်လို့ရတယ်ဒါလည်း3မီတာကိုမှ15500ပဲဖြစ်ပါတယ်ဝူလန်30လေးနော်4300နဲ့ဂျင်းပိုင်ရှိတယ်ဆွဲသားပါတယ်3မီတာပဲဆွဲသားပါတယ်ဝူလန်တစ်စိတ်ထဲမှာ9မီတာပတ်တီလေးရှိသေးတယ်ဒီကောင်လေးက18500ပဲဖြစ်ပါတယ်ဒီကောင်လေးက2000ခွဲပဲဖြစ်ပါတယ်ဆွဲသားပါတယ် quality ကောင်းတဲ့ night brand เนาะဒီကောင်လေးကျွန်တော်အခုမှပြထုတ်ထားတဲ့ brand လေးပဲဖြစ်ပါတယ်ပျော့ပျော့လေးအသားလေးอ่ะเนาะမမခောက်ခောက်ကြီးမဟုတ်ဒီကောင်လေးက2000ခွဲနဲ့ရမှာဖြစ်ပါတယ်ဒီကောင်လေးက29500ပဲဖြစ်ပါတယ်ဒီကောင်လေးကလည်းဆွဲသားပါတယ်เนาะ9မီတာမှာဘန်းနဲ့ဆိုရင် Everlast brand ရှိမယ်ဗျဒီကောင်လေးက29500ပဲဖြစ်ပါတယ်ဒါကတော့ပြည်တွင်းမှာအခုလက်ရှိကလပ်တော်မင်းသားမှာလည်းသုံးနေရခေါင်လေးเนาะဒီကောင်လေးကဆွဲသားလည်းပါတယ် brand လည်းရှိပြီးသားဆိုဒီကောင်လေးကအတုံးများရယ်เนาะအယောင်တွေကတော့အဖြူအောင်တစ်မျိုးတည်းမဟုတ်ဘူးအနီပြနဲ့တွေရှိမယ် quality အရန်ကောင်းနေတဲ့ကရှိမယ်ဒီကောင်လေးကလက်ဝဲမှာတုံးတဲ့ပတ်တီစေးရုံသုံးပတ်တီနဲ့နည်းနည်းဆင်ဒါပေမဲ့အဲ့တဲ့ကို quality ကောင်းတယ်ဆွဲသားလည်းပါတယ်ပပလေးတွေပြီးတော့ဒီကောင်လည်း regular brand လေးဖြစ်ပါတယ်9000ခွဲပဲဖြစ်ပါတယ်နော်သူသားတယ်လို့မျိုးဆွဲသားပါတယ်အပြင်ပပလေးပတ်တီအသားလိုမျိုးလေးလောက်ထားတယ် regular brand လေးဒီကောင်ကအဖြူအောင်တစ်မျိုးပဲရှိတော့မှာဗျဒီကောင်လေးက9000ခွဲပဲဖြစ်ပါတယ်